ကမ္ဘာနီးပညာလောကမှာတိတ်တဆိတ် empire တည်ဆောက်နေတဲ့ကုမ္ပဏီကြီးတစ်ခုရှိပါတယ်။အဲ့ဒါကတော့ Broadcom AVGO ပါပဲ။ Broadcom ဟာ semiconductor chip နဲ့ software ကဏ္ဍကြီးနှစ်ခုကိုအခြေခံပြီးရပ်တည်နေပါတယ်။ AI ခေတ်ရဲ့အခြေခံအဆောက်အုံ infrastructure ကိုဘယ်လိုထိန်းချုပ်ထားတယ်လဲဆိုတာကိုကြည့်ရအောင်ပါ။အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်မောင်ပြပါဒီ Financial Stability Channel ကိုလာရောက်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။ဒီနေ့ဗီဒီယိုမှာတော့ Broadcom AVGO AI နဲ့ Cloud Infrastructure ကိုထိန်းချုပ်ထားတဲ့အကြောင်းအရာကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်။နံပါတ်1 Broadcom ၏လုပ်ငန်းကဏ္ဍနှစ်ခု Broadcom ရဲ့စီးပွားရေးလုပ်ငန်းကိုအပိုင်းနှစ်ပိုင်းခွဲခြားထားပါတယ်။နံပါတ်2 Semiconductor ဖြည့်ရှင်းချက်များ Data Center များနဲ့ AI လုပ်ငန်းများအတွက်လိုအပ်တဲ့ chip ပြားတွေအထူးသဖြင့် Custom AI Accelerator chip များနဲ့ကိုယ်ဉာဏ်ဆက်သွယ်ရေးစနစ်များကိုထောက်ပံ့ပေးပါတယ်။ Networking, Wi-Fi နဲ့ Broadband ကဏ္ဍတွေမှာ Ethernet switching နဲ့ Optical Components တို့ထောက်ပံ့ပေးခြင်းဖြင့်ကမ္ဘာအင်တာနက်ကိုချောမွေ့စွာလဲပတ်နိုင်ဖို့လှုံ့ဆော်ပေးနေပါတယ်။နံပါတ်5အခြေခံအဆောက်အုံ Software VMware ကိုဝယ်ယူခဲ့ခြင်းကြောင့် Broadcom ဟာအကြီးမားသောလုပ်ငန်းများ၏ Cloud Computing ဆိုင်ရာအခြေခံအဆောက်အုံကိုထိန်းချုပ်နိုင်စွမ်းပိုမြင့်လာပါတယ်။ Software Empire ကြောင့် Mainframe Software, Cyber Security နဲ့ Automation ဆိုင်ရာဖြည့်ရှင်းချက်များကိုပေးအပ်ပြီးပုံမှန်ဝင်ငွေခိုင်မာစွာရရှိနေပါတယ်။နံပါတ်2တမိုင်းကနေအနာဂတ်စီသို့အားသာချက်နဲ့အားနည်းချက်များ Program ရဲ့ကြီးထွားမှုဗျူဟာကတော့ဝေယူပေါင်းစည်းခြင်းအပေါ်အခြေခံပါတယ်။ဒီဗျူဟာကြောင့်အားသာချက်တွေရှိသလိုစိန်ခေါ်မှုတွေလည်းရှိပါတယ်။အားသာချက်တွေကတော့နံပါတ်1 AI ဈေးကွက်မှာဦးဆောင်သူပါAI စနစ်များအတွက် custom chip များနဲ့ networking နည်းပညာကြောင့် Broadcom ဟာ AI ဘုံကနေဝင်ငွေအများဆုံးတိုးတက်မှုရရှိနေပါတယ်။နံပါတ်2ငွေသားစည်းစိမ်မှုအလွန်ခိုင်မာပါတယ်။ကုမ္ပဏီရဲ့ free cash flow margin က40%ကျော်ရှိပါတယ်။ဒါကြောင့် R&D ကျွေးတင်ပြန်ဆက်ခြင်းနဲ့ share holder ကိုအမြတ်ဝေကူပြန်ပေးဖို့အတွက်ငွေသားအင်အားလုံလောက်စွာရှိနေပါတယ်။နံပါတ်3ဖောက်ပြန်ထိန်းချုပ်မှုVMware လို့ software တွေကြောင့်ဖောက်ပြန်တွေကပြိုင်ဘက်စီပြောင်းလို့ခတ်တဲ့ login effect ကိုရရှိထားပါတယ်။အားနည်းချက်များကတော့နံပါတ်1ကျွေးတင်ဝန်ထုတ်ပုံပါ။အလုပ်ကြီးသောလုပ်ငန်းတွေများကိုဝယ်ယူခြင်းကြောင့်ကျွေးတင်ပမာဏကြီးမားစွာရှိနေခြင်းကစိန်ခေါ်မှုတစ်ခုပါ။တို့ရလည်း free cash flow များဖြင့်လျင်မြန်စွာပြင်ဆက်နေတာကိုလည်းတွေ့ရပါတယ်။နံပါတ်2ကဝယ်ယူပေါင်းစည်းမှုအပေါ်မီကိုတာပါ။ကြီးထွားမှုဟာဝယ်ယူဖိသားလုပ်ငန်းများကိုအောင်မြင်စွာပေါင်းစည်းစီမံခန့်ခွဲနိုင်မှုအပေါ်များစွာမီခိုနေပါတယ်။နံပါတ်3အနာဂတ်အလားအလာ program ရဲ့အနာဂတ်ကတောက်ပနေပါတယ်အဓိကအချက်တွေကတော့ AI ကွန်ရက်ခိုင်မာမှု data center တွေပိုများလာတာနဲ့အမျှ program ရဲ့ AI focus chip နဲ့ networking PC တွေအတွက်လိုအပ်ချက်ဆက်လက်မြင့်တက်နေဦးမှာပဲဖြစ်ပါတယ် VMware ကနေပုံမှန်ဝင်ငွေ Cloud Computing Platform များကိုပုံမှုအားကောင်းစေမယ် VMware Software ကနေပုံမှန်ဝင်ငွေတွေခိုင်မာစွာရရှိလာဖို့မျှော်လင့်ရပါတယ်နံပါတ်3ကျွေးတင် short ချော်ခြင်းကုမ္ပဏီဟာကျွေးတင်ကိုလင်းမြန်စွာရှော့ချသွားဖို့ view ဟာချထားတဲ့အတွက်အချိန်ကြာလာတာနဲ့အမျှယင်းဒီမြုပ်နှံမှုတွေရဲ့ယုံကြည်မှုပိုမိုခိုင်မာလာမှာပဲဖြစ်ပါတယ်။ Broadcom ဟာနီးပညာလောကရဲ့အလင်းအမြန်ဆုံးကြီးထွားနေတဲ့ AI နဲ့ Cloud Infrastructure ကဏ္ဍတွေမှာအားကောင်းသောနေရာယူထားနိုင်သောကမ္ဘာထိပ်သန်းကစားသမားတစ်ယောက်ဖြစ်ပါတယ်။ Broadcom ရဲ့ AI chip တွေကဘလောက်တောင်အရေးကြီးတယ်လဲ comment မှာပြောပြပါအောင် like and subscribe လုပ်ပေးထားပါ။လာရောက်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။